င်းကော်ဖီမဲ့တိုင်းငါမှလိုက်ကော်ဖီမဲ့နေရတယ်ဘေးရင်စီယာပြောတာပဲမင်းယုံနေတယ်ဗျဒီနေ့ဘုံလုံးမသုံးအောင်ဆိုလက်ဖေးမတောက်ဘူးကော်ဖီတောက်ဟုတ်တယ်ကဲမရေကော်ဖီနှစ်ခွက်ပလိန်အဲ့ဒီမမနိုင်ယောက်ျားလေအရက်ပုတ်တလောက်လေတော့ကိုမကြုံဘူးတော့ဟုတ်တယ်သူ့အိမ်ထဲမလို့တန်းကြီးခံလိုက်တာဒီလိုဆိုင်မျိုးမှာတွေ့လို့တော့ကွာအယိုးကျိုးပြီးအဖက်မှာလန်သွားမယ်ဗျဟာဒီလင်မယားလာဒီမှာလာပြီးကြိတ်ပုံးခုတ်နေကြတာဟိုကျိတ်ဘုံကိုပါဘူးပြောင်းတင်းလာတော့နေတာလာကျိတ်ဘုံကိုပါအေးနေကြပါဦးဟမ်ခမရပြောပါတော့ကွာအေးစိပြောရပါဗါခမရပထွေးကိုကြုံမချင်တာဟာရငါပထွေးလို့မခေါ်ငါဒက်တူဗါလဲဒက်တူဟာကဖေးရင်မဟုတ်လေဖေးရင်ကိုဒယ်ဒီသူကပထွေးဖြစ်တဲ့ပြောက်ဒက်တူခါရှုပ်ရှက်ကိုခတ်နေတာပဲနောက်ပထွေးရပိုင်ဒက်ဖို့နဲ့လာအောင်လားမသိဘူးဒီမှာအဲ့ခင်ဗျာဒက်တူမလားလို့ဒက်ဖို့ပဲဖြစ်ဖြစ်ခင်ဗျာပထွေးကိုကြုံမချင်တာဘူးနော်ဩဘာဒီဒါဒီတန်ထမ်းသမှာကွာဘာဖြစ်လို့မချစ်တတ်တာလဲပြောသမ်းမအောင်ဘာဖြစ်လို့မချစ်တတ်တာခင်ဗျာဖေကကျုပ်တို့အိမ်ကနေထုတ်တယ်ဗျဟာကျုပ်ဖေကခင်ဗျားတို့ကိုဘာဖြစ်လို့နှင်ထုတ်တာလဲကျုပ်ဖေကခင်ဗျားတို့ကိုဘာဖြစ်လို့နှင်ထုတ်တာလဲလေဘာဖြစ်လို့မောင်းထုတ်ရမှာလဲရှင်းမေစီကိုလေကျမတို့ကလေနှလုံးထိုးဖို့ကနန်းသွားတောင်းတာသိလားဟာနှလုံးဒီတွက်ဆိုရင်ဒက်တို့ကလုံးဝမကြိုက်ဘူးနှလုံးဒီတွက်ဆိုရင်ဒက်တို့ကလုံးဝမကြိုက်ဘူးအဲ့ဒါလဲဘွားဟာတဘွားနဲ့ဒီဘွားအသာထက်သမှာသူဆွေးနွေးစရာရှိသူဘောချင်းတူဆိုတော့ဟာနင်းနေတော့ကွာမှာပါဟောပြောနေတာတော့တယောက်တယောက်ယူဆိုင်ရင်မတူလေနင်းနေကွာမယ်ဒါပြောတာဘောလုံးလောင်းဖို့ကိစ္စဘောလုံးဝါနာပါလာရေးပြောတာခင်ဗျားကိုလည်းကျွန်တော်မေးမှာဟာမေးပါအေးကျုပ်ကဘယ်လောက်ပေါ့တလုံး30နဲ့သူတို့ပြ30နဲ့ဟုတ်တယ်ဟာကျွန်တော်စဉ်းစားခဲ့တော့အေးခင်ဗျားဘယ်ရအောင်ငါတော့အောက်ကပဲနေဟာခင်ဗျားလေငငယ်တော့အကျင့်ကိုမပြောက်ဘူးဘာလဲဟေးဘာလဲဟုတ်လေငယ်တော့ခင်ဗျားကိုရှိုးတွေပိုင်ကစားလို့ရှိရင်အောက်ကလိုက်တာကိုပြောတာအောက်ကလန်ရှိုးတတ်တယ်အောက်လန်ရှိုးတာကိုမပြောက်ဘူးနာမည်ဒါဆိုတော့လူသက်တာလေးကွာအောက်ကတိုင်ကျုပ်လည်းအဲ့အောက်ကလိုက်ထိုင်မယ်အေးတိုင်ဒီမှာမင်းကျုပ်ကိုဒီနေ့တော့ဘာမှပြောနေဟုတ်ကျုပ်အောက်ကထိုင်မယ်နော်အေးဟုတ်တယ်နေအောက်ကထိုင်ဟုတ်လေကျုပ်ဟုတ်လေ तू ကနှလုံးကိစ္စဟိုနှလုံးကဘောကိစ္စကျုပ်ကနှလုံးဟုတ်ဘောကိစ္စဒီကနှလုံးဟုတ်ပါပြီကိုဘောကိစ္စကိုအောက်ကထိုင်ဟုတ်အဲ့နှလုံးနဲ့ဘောနဲ့ကလည်းဘွားဟုတ်တဘွားတော့စားစရာကြီးစားအေးကောင်းအေးဟာအေးအတာစားပဲစားကြဖေးရတော့ရှယ်ပဲဟာဒီမောကောင်းမှာကွာကိုကြီးစားတာရေးမကြည့်ဘူးဟိုမဲ့ရှင်းမဲ့တကားပဲထားသွားတယ်မသိဘူးသူတို့ရှင်းသွားပြီမဟုတ်လားဘယ်ရှင်းရမလဲမရှင်းရသေးဘူးနဲ့တူတယ်ဟာဒုက္ခပဲရှင်းရသေးဘူးလားမစားဘူးနော်ပတ်စံနေမရှင်းပဲထားသွားတာလဲဘွားလောကကြီးမှာငွေရှာရတာမလွယ်ပါလားတစ်ချိန်ကငါယောက်ျားရှာခဲ့တယ်ပစ္စည်းဥစ္စာတွေအတိတ်ပဲမဲစွာနဲ့ငါနှလုံးတွေရှောက်ထိုးပြစ်တာနှမျောလိုက်တာတကယ်တော့မိုက်တာငါမနန်းကုပတ်ထားတာလေအကျွေး360တောင်ဖြစ်နေပြီမနန်းဘယ်လိုလုပ်မှာလဲတဖြည်းဖြည်းတော့ဆက်ပါပေါ့အေးတဖြည်းဖြည်းဆက်လို့မရဘူးမနန်းကိုလည်းကျမလေးရပါစီတော့ဆိုပြီးတော့လေဟောဒီမှာကိုအဲ့ဒီအပတ်ခံတယ်လေအကျွေး360ဖြစ်နေပြီကျမဘလို့မှစိုက်လို့လည်းမရတော့ဘူးမနန်းငါသိပါတယ်ဒီ60ဆိုတာနေပေါင်းထားတာငါမြင်နေသိတယ်ဒါပေမဲ့အခုတပုံနဲ့360ဘာဘယ်လိုလုပ်မလဲမနက်ဖန်တစ်ဘက်ခါကျငါလှည့်ကြည့်အောင်ပါဘူးမနန်းရဲ့မနက်ပြန်တစ်ဘက်ခါလည်းမရမနန်းကိုကျမလေးတပတ်ပြီးတပတ်အပတ်ပေါင်းများများဆိုစောင့်လာဒိုင်းကကျမအဲ့လိုမျိုးမစောင့်ဘူးမနန်းအခုတောင်းနေပြီကဲမကီရဲ့ကျွန်တော်ပြောတဲ့အတိုင်းပဲမြောက်ကျွန်တော်တည်ရှိသွင်းမယ်လို့ပြောပြီးသားဒါနောက်မှမချိန်မဟုတ်ဘူးနော်ငါစိတ်တုံနေတာနော်မကေစိတ်မတူပါနဲ့ဟိုကျွန်တော်တခုအချိန်ညာပေးကြပါပြောအဲ့ဒီဒိုင်ကိုကျွန်တော်တို့မိသားစုခီးထွက်သွားတယ်လို့ပြောလိုက်မရဘူးညာလိုက်ပေါ့ငါလည်းလေအဲ့ဒီလိုမျိုးလေဒိုင်ကိုလေလိန်နေတာလေလိန်ရပေါင်းနဲ့များနေဒိုင်ကငါ့ဘလို့မှယုံကြည်မရှိတော့ကဲပါမနန်းရဲ့ကျမရှေ့ရှေ့ဝေးဘာမှပြောမကျမအခုမနန်းပိုးပတ်ထားတဲ့အကျွေး360ဆက်ပါမနန်းရဲ့ဟုတ်တော့ညီကလည်းစိုးကြီးပါလား
ငါပြောတာကိုသဘောမပေါက်ဘူးဆိုရင်ဒီမှာမကေ ပြော ညီအလုတ်ကဥပဒေအတွင်းကလုတ်တဲ့အလုပ်မဟုတ်ဘူးနော်ညီမကျေနပ်ဘူးငါပြောတာကိုလက်မခံနိုင်ဘူးဆိုတိုင်ညင်တဲ့ရှီကိုတိုင်ညီကိုလည်းဖန်ငါ့ကိုလည်းဖန်အေးရော ဟုတ်တော့ဒါတိုင်ညာတိုင်လို့ရတဲ့ကိစ္စမဟုတ်လေတိုင်လို့ရတဲ့ကိစ္စမှမဟုတ်တာမနဲ့အထိုးတော့ကတော့လေဟောဥပဒေဘောင်တွင်းရပါတော့ဥပဒေဘောင်တွင်းမဟုတ်ပါဘူးအဲ့လိုပြောခဲ့ပါလားအဲ့ဒီလိုမျိုးတွေးပြီးတော့ထိုးခဲ့ပါလား အော်ရမ်းမတွေ့နဲ့တော့တော်တော်ပြောစမ်းပါအေးညီကလည်းကျဲတာ ကျမရတဲ့ရှိတဲ့လူလေမနဲ့ပေးစရာရှိတဲ့လူဘက်တက်တောင်းပြန်ဖြစ်နေရတာတော့ ဒီမှာညီမျက်နှာကိုလည်းမကြည့်ကြဘူးအတန်လည်းမကြားကြဘူးငါအိမ်ထဲကအခုထွက်သွားတော့ ဘာရှင်ရှင်ကကျုပ်ကိုပေးရမှာကျွေးလေ360လေရှင်ကျုပ်ကိုပြန်မောင်းပါ ငါ လား သိတယ်ညီမသွားဆိုငါပိုင်လိုက်ကျူးလူမှုနဲ့တရားစွဲပါနော် အော်မရှင်က မနန်း ကိုချစ် ဘယ်လိုပြေးကြလားဟမ်ပြောတာ ဘလို့ဖြစ်ရမလဲဦးချစ်ဦးချစ်မိမမနဲ့လေကျမစီမှာပိုးပတ်တာအကျွေးက360ဖြစ်နေပြီဒိုင်ကကျမပြောလို့ကျမလည်းခေါင်းနေကျင်းလာပြီဦးချစ်အဲ့ဒါလာတော့ကျမလေအိမ်ထဲကနေနှင်ထုတ်နေတာဦးချစ်ရဲ့ 360 ဟုတ်တယ် မနန်းအဲ့360ကိုမင်းဘယ်လိုဆက်မလဲငါ့ကိုပြောစမ်း ဘာလည်းမကျေနပ်ပါဘူးယောက်ျားကိုအားကိုးပါယောက်ျားရဲ့ကဲပါဦးယောက်ျားရဲ့ အခုမှကေပါယူပါဒါမလုံးနဲ့ငွေတွင်းမလုံးနဲ့ဆိုမင်းနားလေလားဒီမှာကလုံးမ ဘာကလုံးမလဲနာမည်ရှိတယ်မိကေတယ်နားမလဲဘူးလားကဲထဲမှာအကျွေးရလည်းမရနာမည်လည်းဖြတ်ခံရသေးတယ် ကဲမိကြီးဆိုလည်းမိကြီးပေါ့ဟာဒီ360ကိုမနေ့ကပို့စားမယ်နဲ့ မရဘူးဦးချစ်ရေနှစ်ရက်ခွဲဆက်တော့ဒိုင်ကလည်းဘလို့မှလက်မခံတော့ဘူးနော်ကျမ360တခါတည်းကပေးလိုက်တော့ ကဲမရရင်လည်းငါတရီတဲ့နဲ့60ကိုပုံမေးလိုက်မယ် ယောက်ျားတကယ်ပြောတာလားဝင်လာလိုက်တာယောက်ျား တိတ်ရမင်းပါစဆက်လိုက်ထိုးပြီဟဲ့တဲ့ ခင်ဗျာ ငါတို့ဗန်သွားပြီးငွေထုတ်မယ်မအိတ်သွားယူ ဟုတ်ကဲ့ဗျာ မနဒီနှလုံးမထိုးပါနဲ့လို့ငါအကြိမ်ကြိမ်ပြောခဲ့တယ်မင်းငါစကားနားမတော်ဘူးရှေ့မှာတင်ငန်းစားလေယူလိုက်စမ်းပါမိစိမ့်လေကြုတ်ကြတင်မောသားဟဲ့နှလုံးထိုးရင်နဲ့စီးပွားလည်းပြက်တယ်လင်မယားလည်းကွဲခဲ့တယ်အဲ့ဒါမတင်ငန်းစားသူပိုကောင်းတယ်ကွာဘုမမားလာတယ်မဲ့တိုင်းလုံးမလင်နေတော့အသေးကြည့်ပြီးတော့အချိန်မစည်းတော့မင်းမငါချင်းတာရကွာငါချင်းတာ ဗျာဒီမနာနဲ့တော့အိမ်ရောက်ပြီသွားမယ် ခဏလေးဒီမှာမနန်းမင်းကငါအပြတ်ပြောလိုက်မယ်မင်းဒီနှလုံးကိုတန်ရောစင်ဖြတ်မလားငါ့ကိုဖြတ်မလားပြော ယောက်ျားကိုဖြတ် ဟေးကောင်းတယ်ဟဲ့ဘာသာပြောတာ မဟုတ်ဘူးမှားသွားလို့နှလုံးတွေကိုဖြတ်မှာပေါ့ယောက်ျားကတော့ဘယ်ပြတ်နိုင်ပါ မိကေနောက်ငါမိမနဲ့ပတ်သက်လို့နှလုံးနဲ့ပတ်သက်လို့အကျွေးပဲထိုးလို့လက်ကင်းပဲထိုးလို့ငါလုံးဝတောင်းဝင်မိဘူးထိုးလို့လက်ခံရင်နေမပြတ်နေတဲ့ပဲမှတ်ထားလိုက် စိတ်ချစမ်းပါဦးချစ်ရေနောက်တော့လေဦးချစ်မိမမနဲ့နဲ့ပတ်သက်ပြီးတော့ဟောဒီနှလုံးတီကိုလေမထိုးလဲမခံတော့ဘတော့မှလည်းမဆက်ဆန်တော့စိတ်ချ မလဲငါလည်းညီရှိမှာဘယ်တော့မှမထိုးဘူး ဘာသူ့စီမှာမထိုးဘူးဆိုမင်းကဒီနေ့မှထိုးတာတဘောလား မဟုတ်ကိုချစ်ရဲ့ယောက်ျားစကားကိုနားတော့ပါဟုတ်တယ်နော် မမိကေ ကြောက် နေခဏဆောက်ဘာလို့ဘောင်းငွေသွားထုတ်လိုက်မယ် ဟုတ်ကဲ့ လာဆက်ခဲ့သွားမယ် ဟုတ် ဦးချစ်ကျမဒီမှာပဲစောင့်နေမယ်နော် ဆရာချစ်ဟိုခဏနေပါဦးကျွန်တော်မသိလို့မင်းဟိုဘန်သွားမှာဟုတ်ပဲလမ်းလေဟိုဘာလို့ဒီပဲလမ်းလာနေတာတော့ ဒီပဲလန်းလာတဲ့အကြောင်းရင်းက yes count သွားမယ် ဗျာဆရာကျွန်တော်အဲ့လိုလုပ်ပါဆရာကျွန်တော်ဘာဖြစ်ရှိလို့လဲ